ကိုတို့လိုလုပ်ငန်းလေးလုပ်ချင်တာပညာရေးချင်းနဲ့ဆိုင်လားဆိုတော့မဆိုင်ပါဘူးဗျာနော်ပညာရေးချင်းနဲ့လုံးဝမဆိုင်ဘူးနော်မဆိုင်ဘူးဆိုပေမဲ့ ABC လောက်တော့ဖတ်တတ်ဖို့တော့လိုတာပေါ့နော်။ဘာကျွန်တော်တို့2ယောက်ဆိုရင်တယောက်ကို10တန်းဝန်းကျင်လောက်ပဲအောင်ကျွန်တော်တို့10တန်းပဲအောင်တယ်မလိုဘူးနော်ဒီဥစ္စာကအဓိကလိုချင်တာကဘာလိုရလဲဆိုတော့ဟိုလှုပ်ချင်ကန်ခြင်းစိတ်ရဆရာသမားကောင်းရအဲ့ဒါပြုလို့ပဲလိုတယ်နော်ပြီးရင်နောက်တစ်ခုရှိတယ်ကျွန်တော်တို့အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်ဟို customer နဲ့ကြားမှာယုံကြည်မှုတည်ဆောက်ဖို့လိုတယ်ပေါ့နော်ဟိုမသိရင်မသိတယ်လို့မျိုးလောက်တာမျိုးမလောက်ရဘူးကျွန်တော်တို့ဆိုရင်ဘယ်လိုလူမျိုးပဲလာကျွန်တော်တို့ကဘယ်လိုလုပ်ပေးလဲဆိုတော့ဒီပစ္စည်းရဲ့သူတို့နားမလဲတဲ့အကြောင်းရင်းတစ်ခုကိုကျွန်တော်တို့ရှင်းပြပေးတယ်အဲ့ဒါမှသူတို့ကနားလဲပြီးတော့အော်ဒီဆိုင်ကဒီလိုစိတ်ရှိတယ်ဘယ်လိုရှင်းပြတယ်ဘယ်ရည်သွေးရဘယ်လိုရှိတယ်ဆိုတာသူတို့နားလဲတဲ့ခါကျတော့သူကတခြားပုံစံမျိုးမတွားတော့ဘဲနဲ့ဟိုကိုမကိုဖြစ်သွားတာမျိုးပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့ကလုပ်ငန်းတစ်ခုစပြီးတော့ရက်တည်လို့ရရပေါ့နော်ဟိုစီးပွားဖြစ်ဆိုတာထက်ပေါ့နော်ဟိုကျွန်တော်တို့အခုချိန်မှာရက်တည်ဖို့ကအရေးကြီးတယ်လေဘယ်လိုဆိုင်မျိုးမဆိုပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ကဘာလို့လဲဆိုရင်ကျွန်တော်တို့ကသူတို့နဲ့ယုံကြည်မှုတယောက်နဲ့တယောက်ကြားမှာယုံကြည်မှုတည်ဆောက်ရမယ်ဘယ်လိုတည်ဆောက်ရမလဲဆိုရင်ဘယ်လိုလူမျိုးပဲလာနားလဲတဲ့လူပဲလာနားမလဲတဲ့လူပဲလာပုံစံနဲ့ဖြစ်နေရမယ်အဲ့ဒါမှသူကဒီလူမအားလို့ဒီလူလွတ်လိုက်တယ်ဆိုတာမျိုးဖြစ်သွားတာအဲ့ဒါမှကျွန်တော်တို့ကအမြဲတမ်းလုံးနဲ့လက်နဲ့မပြတ်တော့ဘူးပေါ့နော်ဒါဆိုကျွန်တော်ဆိုရင်ဖိတ်စာကို3ယောက်မင်္ဂလာဆောင်3ယောက်ကို2350ပေါ့နော်ဒါ3ယောက်စာအခုဆွဲနေပေါ့နော်ကျွန်တော်တို့ရဲ့စစ်စတန်ဘယ်လိုပုံစံမျိုးသွားလဲဆိုတော့ကျွန်တော်တို့ကအလုံးနဲ့လက်နဲ့မပြတ်ရဘူးဆိုတဲ့စစ်စတန်သွားတယ်ဟိုအမျက်ကိုအများကြီးမထားဘူးထိုက်တဲ့အမျက်မယူလားဆိုတော့ယူတာပေါ့နော်အများကြီးမယူတာကိုပြောပြတာအဲ့ဒီခါကျတော့ကျွန်တော်တို့ကအလုံးနဲ့လက်နဲ့မပြတ်ဘူးစီးပွားကတော့ကျွန်တော်ပြောလိုမျိုး limit တော့ရှိရပါတော့ဟိုအရန်ကြီးဖြစ်တာမျိုးလည်းမဟုတ်ဒါပေမဲ့မိသားစုတစ်ခုကိုရက်တည်နိုင်တဲ့စီးပွားရေးတစ်ခုဖြစ်ကျွန်တော်တို့နေနိုင်တယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရှင်းပြပေးတာအခုရက်ပိုင်းမှာကျွန်တော် TikTok မှာဟိုပညာပေးဗီဒီယိုလေးတွေမတင်ပြဘူးကျွန်တော်အကြောင်းအရာလေးတွေရှိလို့မို့ကျွန်တော်အခုရက်ပိုင်းနည်းနည်းနားထားတယ်ဘယ်လိုကြည့်ကျင်လဲဆိုရင် YouTube channel မှာလာခဲ့ပေါ့နော်ဒီအနှိုင်းရှာလို့ပဲရက်ရှာလိုက်ပေါ့နော်အဲ့မှာရှိတယ်အဲ့မှာဟိုသိကျင်တဲ့ဟာလေးတွေမေးလို့ရပြီနောက်တစ်ခုရှိသေးတယ်ကျွန်တော်တို့ comment မှတ်တဲ့အခါမှာကျွန်တော်တို့လူရင်းလူရှင်းပေါ့နော်မြန်မာလိုပဲမေးပြပါပေါ့နော်ကျွန်တော်တို့တော့အင်္ဂလိပ်စာပါညာအထင်လာမတက်ဘူးလေနော်အားကြောင့်မလို့ကျွန်တော်တို့နားလဲတဲ့ပုံစံမျိုးလေးနဲ့ကျွန်တော်တို့ဖြည့်ပြီးသွားမယ်ပြီးရင်ဒီပို့လေးကိုလည်း like and share လေးလုပ်ပေးပါပြီးရင်အပေါင်းလေးနှိပ်ပေးဖို့လည်းကျွန်တော်ကအကြံပြုချင်တယ်အဲ့ဒါမှကျွန်တော်တို့သိကျင်တဲ့ပညာလေးတွေမေးလို့ရမယ်ပြီးရင်စာအုပ်ချုပ်တာလေးတွေကစပေါ့နော်အခုဒီຢာတွေမှာဆိုကျောင်းຢာတွေလေးစပြီလေစာအုပ်ချုပ်တာလေးတွေပြန်ပြီးတော့တင်ပေးတာမျိုးပါကျွန်တော်လုပ်ပြီးမှဖြစ်တဲ့အတွက်အပေါင်းလေးလည်းနှိပ်ခဲ့ပြီး like and share လေးလည်းလုပ်ပေးဖို့ကျွန်တော်ကမှာကျင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်